ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်ရဲ့ခဲမုံပကြီးပညာဒါနအစီအစဉ်လေးကပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရှေ့ဗီဒီယိုတွေမှာခဲမုံတုံးအမှုအရင်တွေလေ့ကျင့်ရေးဆွဲပြီးခဲ့ကြပြီဆိုတော့ဒီအစီအစဉ်မှာကျွန်တော်တို့ဒီရင်နွေးခရားပုံလေးကိုကျွန်တော်နဲ့အတူလက်တွေ့လေ့ကျင့်ရေးဆွဲကြည့်ကြရအောင်နော်ဒီပုံလေးမှာခဲမုံတုံးအရင်နေရာတွေများတယ်ဆိုတဲ့အတွက်ခဲမုံကျွန်တော်တို့တို့ယူတာအနေအများကိုအတိမ်းဆောင်ခံနိုင်တာရဲ့တခြားတတိထားစရာအချက်တွေအများကြီးမရှိရရဲ့ဆိုတဲ့အကြောင်းဒီပုံလေးကိုကျွန်တော်ပထမဆုံးလေ့ကျင့်ရေးဆွဲဖို့စီကူးလိုက်တာနော်ကျွန်တော်ဒီပုံလေးအတွက် outline ကူးယူဖို့ပေရန်တစ်ချောင်းရဲ့ခဲရန်တစ်ချောင်းရဲ့ပြီးတော့ကျွန်တော်ခြားကူးပန်ဆယ်တစ်ချောင်းရဲ့ခဲပြက်ခဲရန်ရဲ့ပြီးရင်စုပ်အပြားအသေးတစ်ချောင်းရဲ့စုပ်အလုံးသေးတစ်ချောင်းရဲ့ဒါလေးကိုအသုံးပြုပြီးတော့ဒီပုံကျွန်တော်ရေးကြည့်မှာပေါ့နော်ကဲကျွန်တော်တို့စလိုက်ရအောင်နော်ကျွန်တော်တို့ outline ရင်ကောက်မယ်နော် outline ကောက်ရမှာထိလက်ကင်ဘူးလေးရရင်ကျွန်တော်စကောက်ပါတယ် outline ကောက်တဲ့နေရာမှာကျွန်တော်တို့ horizontal မြင့်နဲ့ vertical မြင့်စုံတဲ့နေရာလေးမှာကိုရေးမဲ့အရာဝတ္ထုကဘယ်နေလို့ရှိနေလဲပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ကတတိထားပြီးတော့အနည်းဆက်ဆုံးတူအောင်ရေးပြီးတော့ကောက်မယ်နော်outline ကိုကျွန်တော်ရိုးရိုးခဲစံပေါ်မနဲ့ပဲကောက်ပါတယ်ဒီကတင်းဆောင်ဖြစ်သွားတဲ့ outline ကိုအချောသက်ပြန်ညှိမယ်ဆိုလို့ရှိရင်လည်းသူကဖြတ်ရလွယ်တယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုကောက်ပြီးတော့ရင်ကျွန်တော်တို့ဒီကိုရေးမဲ့ယူနစ်ခရားထဲမှာကြံနေတဲ့ချထားတဲ့ဇယားကွက်တွေကိုကျွန်တော်တို့ဖြတ်ပြမယ်ပေါ့နော်ဒါလေးဖြတ်တဲ့နေရာမှာကျွန်တော်ခဲပြက်ခဲတံကိုကျွန်တော်သုံးပါတယ်ပြီးတော့ရင်လင်းကြတဲ့ highlight နေရာလေးတွေပေါ့နော်ဒီနေ့မှာလင်းကြနေတဲ့ highlight နေရာလေးတွေကိုကျွန်တော်တစ်ခါတည်းမှတ်ပြီးတော့ခြံပါတယ်ပေးစီလို့လည်းတစ်ခါတည်းမှတ်ခြံထားစေချင်ပါတယ်ကျွန်တော်တို့ဒီ outline လေးတွေပြီးသွားရင်ကျွန်တော်တို့အဖုံးလက်ကင်ဘူရီယာစချင်မယ်ပေါ့နော်ကျွန်တော်ခြားကူးပန်းစဲကိုသုံးလိုက်ပါတယ်အနားတနေရာလေးကိုပြီးတော့စုပ်အလုံးအသေးနဲ့နော်လက်ကင်ဘူအခြေတုံးရင်းတဲ့နေရာလေးပေါ့ဒါလေးကိုကျွန်တော်စခေါ်ရေးပါတယ်အညာနေပြီးတော့အပေါ်အလင်းကျန်တဲ့နေရာလေးကိုတဖြည်းဖြည်းမျောပြီးတော့ခေါ်ရည်တယ်ပေါ့နော်အမဲဆုံးနေရာနေပြီးတော့အနုဆုံးနေရာကိုတဖြည်းဖြည်းခေါ်ရည်တာပါကျွန်တော်တို့ရှိလေ့ကျင့်ကမှလည်းအလုပ်ပုံစံလေးကျွန်တော်လေ့ကျင့်ခဲ့ပါတယ်နော်ပြီးတော့ရင်အဖုံးရဲ့ကျွန်တော်တို့အောက်နယ်နမိတ်တုံးအရင်ဆုံးနေရာပေါ့နော်ခဲမုံအများဆုံးနေရာရဲ့နေရာလေးတွေပေါ့ဒါလေးကိုကျွန်တော်တို့ကအရင်ဆုံးခေါ်ရည်မယ်နော်ခေါ်ရေးပြီးတော့မှကျွန်တော်တို့ဒီရော့တဲ့နေရာလေးတွေကိုတဖြည်းဖြည်းပြန်ဖြီးပြီးတော့ကူးမယ်ပေါ့နော်အဲ့ပုံလေးရေးတာဘူးအဆင်ပြေမလို့ကျွန်တော်ထင်လို့အဲ့ပုံလေးကျွန်တော်ရေးထားပါဒါအရင်ဆုံးနေရာလေးတွေကျွန်တော်ခေါ်ရေးတယ်နော်အဖုံးရဲ့အရင်ဆုံးနေရာလေးတွေခေါ်ရေးတယ် highlight ခြံထားတဲ့နေရာလေးတွေကိုတတိထားပြီးတော့ရှောင်ရေးပါဒီအဖုံးအထိကျွန်တော်စုပ်အလုံးမဲ့သုံးပါသေးတယ်တခြားစုပ်သုံးမယ်ဆိုလည်းရတယ်เนาะဒါနဲ့ကျွန်တော်ဒီခဲတိုးလက်စားနိုင်လို့ဒီစုပ်ကလေးကိုကျွန်တော်ဆက်သုံးတာပါကျွန်တော်တို့အဖုံးလက်ကင်ရဲ့အရင်နားလေးတွေမှာလည်းမွေးရင်းပုံမှာကျွန်တော်တို့အလင်းလေးနည်းနည်းရှိပါတယ်အဲ့အတွက်ကျွန်တော်တို့ကအပိတ်ပေါ့เนาะသူမချေပါဘူးအဲ့ညမှာတုံးကျွန်တော်တို့မတိမသားလေးရော့ပြီးတော့ခြံထားပါမယ်အရင်ဆုံးနေရာတွေမှာလွင်ပြန်ဖြည့်မယ်เนาะကျွန်တော်တို့အဖုံးဆိုဖုံးတစ်ခါတည်းအပီးရေးသွားတာပိုကောင်းတယ်ပေါ့နော်ဟိုနေရာကြော်ရေးလိုက်ဒီနေရာကြော်ရေးလိုက်ဆိုလို့ရှိရင်ဘယ်နေရာလူလဲဆိုတော့ပြန်ကြည့်ရတော့နည်းနည်းထွေပြပြီးတော့ပြန်ဖမ်းခတ်တယ်နော်ဧရိယာချင်းချင်းလေးမှာတစ်ခါတည်းအပြတ်ရေးခဲ့မယ်ဆိုရင်ပြန်ကြည့်ရတာလွယ်တယ်ပေါ့နော်ဘယ်နေရာလိုပဲချက်ရှိရဆိုတာပေါ့နော်ကျွန်တော် highlight နေရာလေးကိုကျွန်တော်တို့တဖြည်းဖြည်းအရင်ဆုံးနေရာနေပြီးတော့စုပ်ကူလဲဖော့တဖြည်းဖြည်းမျောပြီးတော့ခေါ်ပြီးတော့ခြံပါเนาะကျွန်တော်တို့ရှိမှလဲအဲ့လိုပုံစံလေ့ကျင့်ခန်းလေးလုပ်ခဲ့တယ်ဆိုတော့ဒီပုံရေးအဆင်ပြေပါလိမ့်မယ်သူကတုံးအရင်နေရာတွေများတယ်ဆိုတဲ့အတွက်ခဲမုံမြဲများတော့လဲပြဿနာမရှိပါเนาะအဲ့တော့ကျွန်တော်ဒီပုံလေးကိုအရင်ဆုံးစာရေးခိုင်းတာပါဒါကျွန်တော်ခြားဘူးပန်ဆယ်နဲ့အဖုံးနယ်နမိတ်နေရာလေးကိုကျွန်တော်ထင်သာမြင်သာရှေ့အောင်ရေးလိုက်ပါတယ်ခြားဘူးပတ်စဲသုံးတယ်ဆိုတာအညာလေးမှာကျွန်တော်တို့ကဒီစုပ်ဆိုလို့ရှိရင်ဖွာပြီးတော့လမ်းကြောင်းမပြတ်သားပဲဝါးသွားမှာဆိုလို့ပေါ့နော်
ညာလေးတဲ့ပြတ်သားမဲ့ညာလေးဆိုတော့ကျွန်တော်6ခုပတ်ဆက်သုံးလိုက်ပါတယ်ပြီးရင်အဖုံးအရှိကသူကတုံးရှင်းတယ်ဆိုတော့လောဆယ်ကျွန်တော်စုပ်နဲ့6ခုပတ်ဆက်ဆွဲထားတဲ့ညာလေးကိုပါသမျှပြန်ဖြည့်ကြည့်ရပါတော့ဘယ်လောက်အရင်ကြံလဲပေါ့လိုရင်ကျွန်တော်ခဲတူပြီးတော့အညာလေးတွေထပ်ဖြည့်ပါတယ်ထပ်ဖြည့်ရအခုဆိုရင်အဖုံးနဲ့ main clear ကျွန်တော်တို့ပြီးလို့နေဖြစ်သွားပြီเนาะနားတဲ့နေရာလေးတွေတခါတည်းခေါ်ရေးတယ်ပြီးတော့ရင်ကျွန်တော်တို့ဖုံးလက်ကင်ဘူးလေးမှာကျွန်တော်တို့စုပ်နည်းနည်းကျွံသွားပြီးတော့ခဲမစားလေးစင်သွားတဲ့နေရာလေးတွေကျွန်တော်တို့ခဲပြက်နဲ့ဖြတ်ပြီးတော့အနားတက်လိုက်တယ်เนาะပြီးရင်ကျွန်တော်တို့ခရရဲ့နှုတ်သီးလေးကိုစားရေးမယ်เนาะနှုတ်သီးကအခြေပိုင်းမှာသူကအမဲအေးရများတယ်ဆိုတော့အရင်ဆုံးတုံးဖြစ်တဲ့အမဲအေးရများတဲ့နေရာကိုကျွန်တော်စားရေးပါတယ်တုံးရှင်းတယ်ဆိုတဲ့အတွက်ကျွန်တော်တို့ခဲကတူလို့ရပါတယ်အများကြီးပြန်ဖြည့်ကြမလို့ပါဘူးပေါ်နယ်နမိတ်နေရာလေးကိုရေးပါတယ်အညာမှာကျွန်တော်တို့က highlight နေရာလေးရှိရဲ6ခုပတ်စံနဲ့နှုတ်သီးနေရာလေးတွေကိုကျွန်တော်တို့တတရရဖြစ်အောင်ခေါ်ရေးလိုက်တယ်ပေါ့နော်သူမှာတုံးဘယ်လောက်ရှင်းလဲအရင်တဲ့အတိုင်းကိုယ့်ဘက်ကလိုက်တင်ပေးမယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီအောက်ဂျင်းနီဦးခရရဲ့ body ပေါ့နော်ကိုယ်တွေကိုကျွန်တော်တို့စပြီးတော့တဖြည်းဖြည်းကူးပြီးတော့ရေးကြည့်မယ်နော်စုပ်မှာပါတဲ့ဟာလေးတွေကျွန်တော်ကိုယ်အောင်ရေးပလိုက်တာပါဒီစုပ်ကိုပြောင်းကနေမှလည်းစုပ်ထဲမှာခဲမကြအောင်ကုန်ကျန်တဲ့နေရာလဲခဲရနေရာယူဆိုရသမျှဖြစ်အောင်ဆိုကျွန်တော်ရေးလိုက်ရနော်အရင်ဆုံးနေရာလေးတွေကိုဦးစားပေးပြီးတော့ရေးပါဘယ်နေရာပဲကောက်ကောက်အခုကျွန်တော်စုပ်ပြောင်းလိုက်ပါပြီစုပ်ပြောင်းပြီးတော့ဧရိယာလဲကျဲတယ်မြန်လဲပြည့်သွားအောင်ဆိုပြီးတော့ကျွန်တော်စုပ်အပြားအသေးနဲ့ပေါ့နော်စုပ်အပြားအသေးနဲ့အရင်ဆုံးနေရာတွေပေါ့နော်ယင်းဦးခရရဲ့ body အရင်ဆုံးနေရာတွေကိုခေါ်ရေးပါတယ်highlight နေရာလေးရှိပါတယ် body မှာ highlight နေရာလေးရှိရရှိမှာ highlight နေရာလေးကိုကျွန်တော်တို့ခြံရေးပါမယ် outline ကောက်လို့ရှိရင်တခါတည်း highlight နေရာလေးတွေကိုတိတိကျကျလေးနေရာမှတ်ချန်ထားခဲ့ပါဒါမှကျွန်တော်တို့တုံးနေဖြည့်တဲ့အချိန်မှာသူ့ကိုရှောင်းလို့တင်းလို့ရအောင်ပေါ့နော်ဟိုကတအိုးလုံးမဲမနေပါဘူးမဲတဲ့နေရာရှိတယ်နည်းနည်းရောတဲ့နေရာရှိတယ် highlight ကျန်တဲ့နေရာရှိတယ်ပေါ့နော်ဒါလေးတွေကိုတတိထားပြီးတော့ခုဘက်ကခဲမုံခြေတဲ့အခါမှာတတိထားပြီးတော့ရောတယ်လဲရောသလိုများရင်လဲများသလိုဒီလိုလေးတွေတတိထားပြီးတော့လိုက်ပြီးတော့ကူးချဲပေးပါကျွန်တော်တို့ဆရာကွက်ဆဲဆဲအတိုင်းပဲပေါ့နော်ကျွန်တော်တို့နေရာလုတ်ကလေးတွေမရှိအောင်စောင်းရေးမယ်ဒဲရေးမယ်ဂျင်းနီဦးရဲ့အဝိုင်းအတိုင်းလိုက်တင်ရေးမယ်အခုအစီအမီတို့ရေးလို့ရပါတယ်နော်ကဲကျွန်တော်တို့ဆက်ရေးအောင်နော်ကျွန်တော်တို့ခရဦးရဲ့အောက်ခြေအရေးကလေးကိုကျွန်တော်တို့စပြန်ရေးမယ်နော်ကျွန်တော်စုပ်အပြားနဲ့ပဲတုံးပြီးတော့ဒီနေရာကိုရေးပါတယ်သူရဲ့အနားသက်နေရာလေးလည်းမကြော်အောင်တတိထားပြီးတော့ရေးပြီးပါ
ဘယ်ဘက်အနာသက်ညာဘက်အနာသက်အောက်ခြေအနာသက်သူ့ရဲ့အနာသက်နေရာလေးတွေရှိရနော်အညာလေးကျရင်စုပ်ကိုသတိထားပြီးတော့သူ့ area လေးမကြော်အောင်သတိထားရေးပေးနော်ကြော်သွားလို့ခဲပြက်နဲ့ပြန်ဖြန့်လဲရတော့ရတယ်ပေါ့နော်ဒါမဲ့စုပ်ကိုပို့ပြီးတော့နည်းနည်းနင်းလေးဖြစ်သွားအောင်ထိမ့်ပြီးတော့ရေးရတော့ပိုအဆင်ပြေတယ်ပိုကောင်းမယ်လို့ယူဆတယ်ခင်ဗျလက်ကင်ကိုင်းရဲ့ဒီနူးအိုးကူတွေပေါ်ကြားတဲ့အရှိတ်နေရာမျိုးလေးတွေပေါ့နော်ဒီနေရာလေးတွေကအဲ့နေရာလေးတွေမူရင်းပုံမှာလဲတုံးကရှင်းနေပါတယ်အဲ့အတွက်ဒီနေရာကိုကျွန်တော်တို့ကရှင်းပြီးတော့ရေးပြရမှာပါဖြည်းဖြည်းမှန်မှန်လေးပဲတဆင်ချင်းရေးသွားပါနော်ဖြည်းဖြည်းအဆင်ပြေလာပါလိမ့်မယ်ကျွန်တော်တို့လင်းကြတဲ့ highlight နေရာလေးတွေရေးမယ်ဆိုလို့ရှိရင်စိုးကိုဖြီးပြီးတော့တအားကြီးချင်းကပ်မသွားပါနဲ့ highlight နေရာနားကပ်လာလေးလက်ကလေးကိုဖော့ပြီးတော့စိုးကလေးကိုဖွာပြီးတော့တဖြည်းဖြည်းရေးပြီးဖို့ကြံပြုခြင်းပါတယ်သူကဒီပြတ်သွားတာမဟုတ်ဘူးလေတဖြည်းဖြည်းမဲတဲ့နေရာနေပြီး highlight နေရာတဖြည်းဖြည်းဖြော့ပြီးတော့လင်းရောက်သွားတဲ့ပုံစံမျိုးရှိတော့လေဝင်းပုံလဲပြန်ကြည့်ပြီးတော့တုံးကဘယ်နေရာမှာအရှင်းများလဲဘယ်နေရာမှာအနုများလဲဒါလေးတွေကိုထက်ချက်မကွာလက်ကက်ရေးပြပါနော်ကျွန်တော်ချာကူပန်ဆယ်နဲ့ဒီကိုင်းရဲ့နယ်နိမိတ်နေရာလေးတွေဆုံးသက်နေရာလေးတွေကိုရေးပါတယ်အဲ့လိုရေးတဲ့အခါမှာလည်းတခါတည်းအလင်းကျတဲ့နေရာလေးတွေကိုခြံခဲ့ဖို့တတိမမေ့ပါနဲ့နော်ချာကူပန်ဆယ်ကရေးပြီးသွားလို့ရှိရင်သူကခဲတန်နေလို့တခါတည်းသူကဆွဲပြီးတော့စာရွက်ထဲမှာကြံမနေဘူးခင်ဗျသူကဖွယ်နေတဲ့အတွက်လေအမုံလေးကြီးကြံနေတတ်တယ်နော်အဲ့အမုံလေးတွေကိုကျွန်တော်တို့ကစုပ်နဲ့ပြန်ပြီးတော့ညှိပြီးတော့ခေါ်ရေးလိုက်ပါအဲဆိုရင်သူထွက်လာတဲ့အမုံလေးတွေကကျွန်တော်တို့စိတ်နဲ့ရောပြီးတော့တခြားနေရာတွေကိုပြန်ပြီးတော့ပျောက်သွားပါလိမ့်မယ်နော်ဒီလက်ကင်ကန်လေးကအေးရနည်းနည်းကျင်းနေဆိုတော့ကျွန်တော်စုပ်အလုံးအသေးနဲ့ကျွန်တော်ဝင်ရေးတာပေါ့နော်စုပ်ကတော့တတ်မှတ်ချက်မရှိပါဘူးဖေးဆွေတို့အဆင်ပြေလို့ရေးချယ်သုံးလို့ရပါတယ်เนาะအဓိကပုံပေါ်မှာတက်ရောက်မှုအားကောင်းနေအဆင်ပြေနေရပါပြီเนาะကျွန်တော်တုံးလိုတဲ့နေရာလေးတွေလိုက်ညှိပြီးတော့ဖြည့်ရေးပါတယ်
ခုအရှိန်ပါပြီးတော့ကျော်သွားတဲ့နေရာလေးတွေကိုကျွန်တော်ခဲပြင်းနဲ့လိုက်ဖြတ်ပြီးတော့နာသက်ချက်ချောမှုမိတိတိကျကျလေးဖြစ်အောင်ရုပ်ပြလို့ရတယ်နော်တုံးပင်နေရာမှာရင်းနေလဲပင်နေရာမှာကိုတုံးကရောနေလဲပေါ့နော်ဒါလေးကိုပုံကြည့်ပြီးတော့လူကလိုက်ဖြည့်ပေးပါ highlight နေတဲ့နေရာလေးတွေကျွန်တော်တို့ကခဲဖြက်ခဲတန်နဲ့ပြန်ပြီးတော့တင်လို့ဖြည့်လို့ရတယ်နော်အခုလိုပုံစံမျိုးလေးပေါ့နော်ရေးနဲ့စုပ်သဘောခဲမှုံရဲ့နေရာယူတဲ့သဘောလေးတွေတိလာပါလိမ့်မယ်ဒီများများရှိအောင်ရေးပေးပါကျွန်တော်လိုအပ်တဲ့အပိုင်းလေးတွေလိုက်ညှိပြီးတော့ဖြည့်ရေးရပေါ့နော်ဝင်းပုံလည်းပြန်ကြည့်ပါကုပုံလည်းပြန်ကြည့်ပါဒီလိုရှင်းပြီးတော့ကြည့်လိုက်ရင်ဝင်းပုံနဲ့ကုပုံနဲ့ကိုဆွဲထားတဲ့ကိုရေးထားတဲ့ပုံနဲ့ကွဲပြားမှုလေးတွေအလွဲချက်ကလေးမြင်လာပါလိမ့်မယ်အဲ့ချိန်ကျရင်ပြန်ဖြည့်ပြီးတော့ပြင်ပြလိုက်ပါဒါကျွန်တော်ခဲပြခဲတန်းကိုတုံးလိုက်တာပါပြီးတော့ရင်းနှီးကိုကြာနေတဲ့အရှိကလေးပေါ့နော်သူတင်နေတဲ့ကျွန်တော်အရှိကလေးကိုကျွန်တော်တို့ထည့်ရေးလိုက်မယ်ဒီလောက်ဆိုရင်ကျွန်တော်တို့မနေ့အဆင်ပြေတဲ့လောက်ဖြစ်သွားပြီနော်မိတ်ဆွေတို့ကြိုးစားရေးကြည့်ကြဖို့အကြံပြုချင်တယ်ခင်ဗျကျွန်တော်ကပညာရှင်တယောက်မဟုတ်တဲ့အတွက်လိုအပ်ချက်တွေအများကြီးရှိနေနိုင်ပါတယ်နားလဲတီးခန့်ခွင့်လုပ်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပုံရင်ပြန်တွေ့ကြမယ်နော်ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ